ဒီနေ့ Easter နေ့ပေါ်လေးပြန်ထမ်းရောက်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မို့ Easter နဲ့ပတ်သက်တာနေ့ငယ်ပြင်ဆင်ထားပါလေလို့မနက် Easter ဆိုတဲ့စကားလုံးကကျွန်တော်ခရိယန်တွေနဲ့မဆိုင်ပါဘူးလူတိုင်းကပတ်သက်ဖျားကနေ Easter ဆိုတာတော့သိတယ်ဒါပေမဲ့သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာတော့ကျွန်တော်တို့ငယ်ငယ်တော့ကျွန်တော်တို့ခုနောက်ပိုင်းမှာပို့နားလည်လာတယ် Easter ဆိုတာဘာလဲပေါ့အဲ့တော့ Easter မှာတော့ခင် Easter ကိုဟောပေါ့ကျွန်တော်တို့အကြောင်းမပြောခင် Easter မတိုင်ခင်ရဲ့ဖြစ်ပြလေးကိုကျွန်တော်တို့ရှင်ပြထမ်းပြချင်းမဖြစ်ခင်လေးရဲ့ဖြစ်ပြကိုကျွန်တော်တစ်ချက်ကြည့်အောင်လွန်ခဲ့တဲ့တောက်ကြနေ့ပေါ့ကျွန်တော်တို့ကGood Friday လို့ကျွန်တော်တို့တည်ကြတယ်တောက်ကြကြီးနေ့ပေါ့ဘာမှလို့ကျွန်တော်အဲ့ဒီနေ့မှာဆိုရင်များတော့အဖြစ်ကျွန်တော်တို့ဒီတခြားတင်ရမှာလည်းရှိပါကျွန်တော်ဒီကက်သလစ်ဘက်ကလာတဲ့ဒီဘယ်လိုရောလဲကက်သလစ်ဘက်ကလာတဲ့တင်တော်ပေါ့လေကက်သလစ်တို့အင်္ဂလိပ်ကနံပါတ်3ဆိုတော့ press တို့သူတို့ကျတော့ဒီ Good Friday ကိုစောင့်ထိုင်လေးရှိတယ်စောင့်ထိုင်လေးရှိတဲ့အခါမှာတောက်ကြနေကြီးရောက်တိုင်းတခင်ကတော့ရနောက်ဆုံးကားတိုင်းပေါ်မှာပြောခဲ့တဲ့စကားတော့ခေါင်းကိုကျွန်တော်တို့ဒီတနာရီနဲ့3နာရီကြာပါလေဒီတခင်တော့နောက်ဆုံးကားတိုင်းပေါ်မှာဒီတတ်ထွက်တဲ့အထိငလီလောက်တဲ့အထိပေါ့အဲ့ဒီအထိကျွန်တော်တို့ကတနာရီနဲ့3နာရီအဲ့လိုတမကြတော့ပေါ့တင်တော့တယ်ပေါ့ကိုနေရာနေတာတော့သူချင်မှသူမနဲ့အဲ့မှာလောက်တာလည်းရှိမှာပေါ့ဒါပေမဲ့ကျွန်တော်တို့တင်တော့နေနေတနာရီကနေ7နာရီကနေ3နာရီထိလောက်လို့ရှိပါတယ်ပေါ့အဲ့မှာနောက်ဆုံးစကားနောက်ဆုံးဒုတိယနောက်ဆုံးပါအမှုပြီးပြီဆိုတာအဲ့စကားလေးကကျွန်တော်ဒီစကားတော့ခေါင်းတက်မှာအရေးကြီးဆုံးလို့ကျွန်တော်ခံရတာပေါ့တခြားလူတွေအဲ့နောက်ဆုံးဒုတိယနောက်ဆုံးစကားပေါ့အမှုပြီးပြီဘာလဲပေါ့အမှုပြီးပြီအမှန်တော့တကယ်ဒီအမှုပြီးပြီဆိုတာဒီပြောလွယ်တော့အရင်ကိုနေတဲ့စကားလုံးဖြစ်ပါတယ်သူကဘာလို့ဆရာရှိတော့အမှုပြီးပြီအဲ့ဒါကိုပြန်စဉ်းစားရတဲ့အခါမှာအဲ့နောက်ဆုံးစကားလုံးကငါရဲ့ဝိညာဉ်ကိုခမီးတော့ဖာရဲ့လက်နဲ့အနာမလို့ဆိုတော့တက်ကိုဆုံးလို့လိုက်တာပေါ့ဆိုတော့ဒီမှာကျွန်တော်ပြောချင်တာပါလဲဆိုသူမတေးခင်လေးမှာပြောသွားတဲ့စကားရဲ့အနေနဲ့ဒီကကျွန်တော်တို့လောကတစ်ခုလုံးကိုပြောင်းလဲစေသွားတယ်ဆိုတော့ဒီတေးချင်းဆိုတာလည်းအရင်ကဒီမတိုင်ခင်ပေါ့တခင်ခေတ်တော့ရှင်ပြန်ထမြောက်ချင်းမတိုင်တခင်တော့မတေးခင်ပြောတော့တေးချင်းဆိုတာကိုတော့အများကြီးနားလေကြတာလူ့ဘဝဆုံးသွားပြီအကြောင်းလို့ကျွန်တော်ဒီမှာနည်းနည်းအနည်းငယ်တော့ဟိန္ဒူမှာလည်းတေးချင်းဆိုတာကိုအရင်ကတည်းကဟိန္ဒူတို့ဗုဒ္ဓဘာသာတို့မှာကျတော့နည်းနည်းဘာကိုတော့ကြည့်သူတို့ကနားလေသူတို့နားလေတေးချင်း that is not seen as an end as some babi lo mami butuwa but a transition transition in an ongoing cycle of existence kanta ko chi pyaw to ba win ka ti shi ni la tu wa na hindu ma na chamlo di hindu ma ti chi lo pyo ra kha ma kanta ko chut lai ma ma mi ya ra ka invisible ane ne tu wa shi ni la pyaw song twa la ma ho ti shi ni de the process transition the process of existence kanta ko chi ma mi ya de a phit ani ane invisible being အဖြစ်ဆက်နေသွားတယ်ဟိန္ဒူဒါကိုသူတို့ကတော့နောက်ဒီလူဟောတန်တရားပေါ့ဆမ်စရာလို့ခေါ်တာတန်တရားအဲ့ဟောဝိညာဉ်ကတန်တရားမှာရှိနေတာဒါလည်းရှိနေတာဘုရားဘာကလည်းကက်စစ်စင်ပဲဒါပေမဲ့မတူတာပါဖြစ်လို့ဆိုရင် ever changing transition in an ever changing process shaped by cause and effect အကျိုးအကြောင်းဒီအကျိုးရှိဒီအကြောင်းဒီအကျိုးဖြစ်လာတယ်ဆိုတော့ဝရဘတ်အဲ့ဒါမှတော့ခက်စစ်ပါပဲဒီနှစ်ခု
那么突差了个 clear 嘛，就那个 clear 嘛，that is not life end but completion。你嘛叫咯，你个kata ko 标嘛文言的底性的啦，我那把大呀说的大，对谁来批评多嘛？那မျိုးစုံပဲဘဝမျိုးစုံကောင်းတာလို့ရင်ကောင်းတဲ့ဘဝကိုရောက်မယ်ဆိုးတာလို့ရင်ဆိုးတဲ့ဘဝကိုရောက်မယ်ဆိုတော့အဲကြောင့်မလို့ဗုဒ္ဓဘာသာအရာရှိလူဆိုတာအမြင့်မြတ်ဆုံးပဲကောင်းကင်ကအတ္တချောင်းနဲ့မြေပေါ်နဲ့ထွက်လာတဲ့အတ္တချောင်းမှာဒီအဖျက်ချင်းဆုံးဖို့တော့မလွယ်သေးတယ်တဲ့လူဘဝဖြစ်ဖို့မလွယ်ဘူးဆိုဒီလောက်ခက်ခဲတယ်ဒီလောက်ခက်ခဲတာဒါရမလူဖြစ်ကြတယ်နာတော့ကျွန်တော်လူဖြစ်တာကမကောင်းတာလို့ရမယ်ကောင်းတာလို့မှကောင်းတဲ့ဘဝကိုရောက်မယ်ဆိုတာဒီရှိတယ်ဒါပေမဲ့ဒီခရီးရမှာကျတော့တည်ချင်းဆိုတာဆုံးတာမဟုတ်ဘူး completion ပဲဆိုတော့တော့ကမတီခီတော့ကျွန်တော်ဘဝကတဝဲမရှိသေးတယ်လူဘဝဆိုတော့တဝဲအဓိပ္ပာယ်တဝဲမရှိသေးတယ်မပြည့်စုံသေးဘူးဆိုတော့ကျွန်တော်သိရပါတယ်ဒါကြောင့်တည်ချင်းကဘာလို့ပြည့်စုံလဲပေါ့ကျွန်တော်တို့ဒီ Easter ဒါ Easter ရဲ့ဟောအဓိပ္ပာယ်ပေါ့တည်ချင်းကဘာလို့ပြည့်စုံလဲဆိုရှင်ပြတ်သားများချင်းရှိသေးတာကိုအမှန်တည်းဒါကြောင့်မလို့ကျွန်တော်ခရိယာန်မှာတည်တယ်ဆိုတော့ဘဝရဲ့ထာဝရရဲ့အစဘဝမဟုတ်ဘူးထာဝရရဲ့အစထာဝရအစကိုကျွန်တော်တို့တွားကူတာဖြစ်တယ်ကူတွားတာဖြစ်တယ်ကျွန်တော်ပေါင်းဆက်ထားတယ်ဒီဗမာလိုပြောတော့ဗမာလိုပါဠိလိုပြောတော့နေစာနဲ့အနေစာဆိုတာအဆုံးဟိုလေခဏဖြစ်တာအနေစာဆိုတာဘယ်တော့မှမပြည့်စုံဘူးဆိုတော့ဒီတစ်ခုပေါင်းဆက်သွားတဲ့ဘဝကဒါကို completion လို့ခေါ်တယ်ဒါကို completion ဒီပြည့်စုံဟာမျိုးနဲ့မပြည့်စုံတဲ့ဟာကပေါင်းဆက်သွားတာကဘယ်တော့မှမပြောင်းမပြည့်စုံနိုင်တဲ့ဘဝကိုကျွန်တော်ရောက်သွားတယ်ဒါကကျွန်တော်ခရိယာန်ရဲ့တတဒါကြောင့်မလို့ completion လို့ခေါ်ဖြစ်ပါတယ်နောက်တစ်မျက်နှာကိုတွားရအောင်ဆိုတော့ဒီမှာကျွန်တော်နည်းနည်းထပ်ရှင်းကြည့်ပါမယ်ဘာဖြစ်လို့ completion လို့ပြောလဲကျွန်တော်တို့ခရိယာန် completion ဆိုတာကိုခုနပြောသလိုမပြောင်းဒီထာဝရတည်ရှိနေတဲ့ဟာကိုဘာဖြစ်လို့ဖျားခင်ကထာဝရတည်ရှိနေဖို့တူမှကြံစီရှိတယ်လူသားတွေကိုလူသားတွေအတွက်လူသားတွေကတူတာတရားမဲ့နေရာကျွန်တော်တရားမဲ့တူတာမဝင်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ကနေစာမှရှိတော့တယ်အနေစာဘောကိုရောက်မှာဟုတ်ဒါကြောင့်လို့ဖျားခင်ရဲ့အကျဉ်းစီတော့ကေတင်ချင်းနဲ့ဆိုင်တဲ့အကျဉ်းစီတော့ကတခင်ကတော့ရရှိပြထမ်းမြောက်ချင်းတည်ချင်းကလည်းရှိပြထမ်းမြောက်ချင်းကိုရောက်တော့တဲ့တော့ကြောင့်လို့ဒါကို completion လို့ဒါကျွန်တော်တို့ပြောလို့ဖြစ်ပါတယ်ဒါမှတကယ်ပြောရရင်လူသားတွေကတည်ချင်းကိုအောင်နိုင်တဲ့ခရစ်တော်အဖြစ်အောင်နိုင်တဲ့တတ္တဝါကိုရောက်သွားတယ်အာမင်အရင်တော့ကကျွန်တော်တို့တခင်ခရစ်တော်မတည်ဘူးရှင်မထချမြောက်ချင်းမရှိဘူးအမှန်တော့ Easter မရှိဘူးဆိုရင်ကျွန်တော်တို့ဒီတည်ချင်းကိုအောင်နိုင်တဲ့ဘဝရောက်မှာဘူးအခုတော့ကျွန်တော်တို့လွယ်လွယ်လေးနဲ့အမှန်တိုင်းတော့တခင်ခရစ်တော်အာကုနဲ့ကျွန်တော်တို့ကဟိုတခါလေးဟာတာလို့ပြောလို့မအောင်နိုင်လေတနေ့အာကုနဲ့လူဘာဝါတော့ဖြစ်နေကျွန်တော်ခရိယာန်တခါတလေမြောင်လည်းသူအစောစပါးမရှိဘူးတော့တနေ့ကအာကုမချနေတာတမနာတော့ဖြစ်လိုက်သေးတယ်ဆိုကျွန်တော်တို့ကလည်းတခါတလေလို့ပဲတခင်ခရစ်တော်ရဲ့ဟိုကျွန်တော်တို့အတွက်ကိုဟိုလိုပြောမလားကျွန်တော်ရဲ့ကိုစားတည်ခံပြီးလို့ကျွန်တော်တို့ကလည်းဝင်ကြွားစွာကိုယူနိုင်စွမ်းရှိတယ်ဒါပေမဲ့ခက်တာကကျွန်တော်တို့ကိုနိုင်ကမအောင်နိုင်တော့ဒီလူဘဝတော့ကျွန်တော်တို့လည်းတတ်တာတော့မဟုတ်ဘူးဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီခရိယာန်တွေအတွက်ဆိုတည်ချင်းကတဲ့ marks a time of life or death and တဲ့ကျွန်တော် death တည်ချင်းကိုကျွန်တော်တို့မကောင်းတာကမြန်တိုင်းဒီဟာကနည်းနည်းဘောရပါနဲ့ဆက်ဆက်တယ်စကလောအတော့နုကမကောင်းတဲ့ဟာကောင်းတာကနိုင်လားဒီဟာကိုကျွန်တော်တို့ဘဝတတ်တာမှရှိဖို့လိုတယ်ဆိုတော့ကျွန်တော်တို့မကောင်းမှသိတယ်မကောင်းမှသိရတဲ့ကိုကျွန်တော်ဆက်တေးယူသွားတယ်ဒါလည်းမဟုတ်သေးဘူးအဲကြောင့်
ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီတေချင်းတခိကတော့ရဲ့ချစ်မြတ်ထားမြတ်ချင်း Easter ဆိုတာဒီကျွန်တော်ဘဝတတရှုံးနိုင်မှုကလည်းအောင်မြင်ခြင်းကိုမရောက်တော့ရတော့ကျွန်တော်တို့တခိကတော့ရဲ့တခိတော့ကအကူတော့မိုင်းလုံးကြွားလို့ဖြစ်နေမအောင်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့ကိုယ်တိုင်နိုင်ကဒီကောင်းတဲ့ဟာကိုမကောင်းတဲ့ဟာကိုကောင်းတဲ့ဟာကန်နိုင်တော့ဘဝကိုရောက်တော့မှကျွန်တော်တို့ကအမှန်တမ်းပြောရတော့စိတ်စိတ်တချင်းကိုချော်တော့ချော်လေးခွင့်ရှိတယ်ဒါပေမဲ့အဲ့မှာချော်လေးရုံနဲ့ကျွန်တော်ထိုင်နေမှာမဟုတ်ဘူးပြန်ထားမယ်ဒါမှကျွန်တော်တို့ Easter ဆိုတာအဲ့ဒီကျွန်တော်ခရီးရပုံမှာတရားဝင်ဆိုတော့ကျွန်တော်ဘာမှဥစ္စာပြောချင်ပါတယ်ဒီဟာကကျွန်တော် SNS မှာနည်းနည်းမှားတယ်မှာအမှန်တော့ non ပြမှာ no မဟုတ်ဘူး Easter is known as the victory of Christ over the dead အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ Easter လို့ပြောတဲ့အခါမှာကျွန်တော်တို့ဘဝတက်တာလေ renewal အတိတ်ကိုပြပြထားတဲ့တတ်တော်အတိတ်ပြပြထားတာမဟုတ်တဲ့ခေတ်ကတော့အကူနဲ့ဟာကိုကဘာမှမလုပ်ဘူးဆိုတော့ဒါကြောင့်ကျွန်တော်တခါလေ Orthodox Christian ကိုအရင်တော့ကြားတယ် Orthodox Christian တွေကကောင်းကင်နိုင်ငံရောက်ဖို့အတွက်ကိုယ်မှာကောင်းမှုတစ်ခုခုမပါတော့ရင်ဘယ်တော့မှရမှာမဟုတ်ဘူးပြောချင်တာကယထာရှိမှဆိုယထာလည်းမပါဘူးပါမှာကျွန်တော်တို့ကပါမတခိကတော့ရဲ့ဝေထားပြီးသားကိုကျွန်တော်တို့ကအကူနေတာမမှန်တော့တာကျွန်တော်တို့ကိုယ်တိုင်ကဝေရမှာအဲ့ဒါကိုထိုက်တန်ကြောင့်ကျွန်တော်တို့တက်တည်ပြနိုင်ဖို့လိုတယ်အခုတခိကတော့လုံပေးတာကိုပဲကျွန်တော်တို့အဲ့ဒါကိုမဟုတ်ဘူးတခိကတော့ကကျွန်တော်တို့ကအဲ့လိုမျိုးလုပ်ချင်တာအမှတော့သူလေလက်မရတာတော့သူစီက part of piece of ticket ကျွန်တော်ကိုရှိရမယ်ကျွန်တော်စီတခိကတော့ရဲ့ရှိပြန်ထမ်းမြောက်ချီဆိုရက်ဒီ renewal ဒါမှမဟုတ်အတိတ်တတကျွန်တော်ကိုရှိရမယ်မရှိဘဲနဲ့လိုက်တော့ပြောတော့ဒါခရီးရဒီလိုပဲတေတုံတင်ထားတာကိုငါကိုယုံရင်များလို့ရှိလိုက်ပြီလို့ပြောတာဟုတ်ဒါလည်းမှန်ပါတယ်ဒါပေမဲ့ဒီထက်ပိုကြိုးစားဖို့ကောင်းတော့က Orthodox ခရီးရလို့ကျွန်တော်တို့လည်းလက်မချစ်တစ်ခုတော့မှတခိကတော့ရဲ့ဟိုလက်မထက်ကပိုင်စားကလေးကျွန်တော်တို့ဘဝတတမှာရှိဖို့ကောင်းပါတယ်ဒါကိုကျွန်တော်ကတော့ဒါကြောင့်မလို့ကျွန်တော်တို့ Easter လို့ပြောတဲ့ခါမှာအတိတ်တတမရှိဘဲနဲ့ပြောင်းလဲမှုမရှိဘဲနဲ့တတကိုဆိုရင်တော့ကျွန်တော်တို့နည်းနည်းဟောပါဆိုတော့ဒါကြောင့် renew and new life ဒါကြောင့် Easter လို့ပြောတဲ့ခါမှာ a fresh start တခုခုကျွန်တော်တို့အတိတ်ဥဆောင်မှုနဲ့လူမြတ်သူတပတ်ကိုကျွန်တော်တို့ပုံပြောင်းနိုင်တဲ့တတဖြစ်ဖို့လို့အမှန်တော့ကျွန်တော်တို့ဒီကတာကိုကြီးကဘယ်တော့မှပြောင်းလာမှာမဟုတ်ဘူးစိတ်ထဲမှာဒါကြောင့်ကျွန်တော်ဒီချက်ကိုရတော့ကြာဒါနဲ့အခုနကျွန်တော်စတော့ချက်မှာဟိုဘာတော့ interpretation ကရင်ခက်တာခမှာဒီချက်ကတကယ်ကတော့ဒီ style ရတဲ့တာလို့ကျွန်တော်မြင်လူဘီဒီကခရရရှိနေအတေးပြတတ်တော့ဟောင်းတော့ခက်တဲ့တော့ရလို့ဒီပြောင်းလဲရဟောင်းတော့ရလို့ဒီပြောင်းလဲခက်တဲ့တော့ရလို့ဒီတည်ကြတယ်ဒါ style ရတဲ့တာ style ဆိုတော့တာမန်ရိုးလူက transform into a better version of themselves ကိုတိတမရှိဘဲနဲ့ခရီးရလို့ပြောဖို့ကတော့နည်းနည်းဟိုတရားလုံးတလားဒါကြောင့်မလို့ကျွန်တော်တို့တခါတလေဒါအရင်ဟို Easter လို့ပြောတဲ့အခါကျွန်တော်တို့ကိုယ်တိုင်နိုင်ကပြောင်းလဲမှုမရှိဘဲနဲ့ Easter လို့ပြောဖို့ဟိုကျွန်တော်ခုပူနောက်ပိုင်းပြန်တဲ့ချက်စရာကောင်းတယ်ချက်စရာကောင်းတယ်ချက်စရာကောင်းတယ်ဒါကြောင့် Easter holds no meaning without new renew of life Easter ဆိုတာအတိတ်ပြောင်းလဲမှုမရှိတဲ့တတကဘာမှအဓိပ္ပာယ်မရှိဘူးဒါကြောင့် Easter လို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီကန္နာကိုကြည့်ရပြောင်းလဲမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့စိတ်နှလုံးပြောင်းလဲမှာဘဝတတကိုပြောင်းလဲဖို့ဒါနမနီအချက်နဲ့ကျွန်တော်ခွာပေးချင်ပါတယ်နောက်တစ်ခုအင်မတန်မှခရီးရတွေကြည်တော်ရှိတဲ့ Easter egg
ကျွန်တော်ဒီနေ့လောက်လို့ extra act လောက်လို့ဒါပေမဲ့ extra act ရဲ့ကျင်းပေါ်မှာပုံဆွဲဖို့ကျွန်တော်မရဘူးဘယ်ဟာမှလည်းတော့ပြောတယ်အခုကြည့် extra act ပေါ်မှာပုံဆွဲတယ်တမျိုးတွေတချို့တွေစာရေးတယ်ဒါပေမဲ့ဒီဟာကကျွန်တော်ဒီမှာဒီ Catholic Father တရားရေးထားတာ traditionally the extra act represent new life and inner change new life and inner change aligning with resurrection of Jesus Christ အမှန် extra ဆိုတာကျက်ဦးဆိုတာအခုကျတော့ကူကိုစားပြုတာကျက်ဦးရဲ့အကာကအခွန်ပေါ့အခွန်ကထုံးကိုစားပြုတာဆိုတော့ဒီထုံးတယ်မှာဒါကြောင့် it became a symbol of life အထက်မှာရှိတဲ့ဟိုအကာနာနေပေါ့ဒါက life ဒါကြောင့်ဒီအထက်မှာရှိတဲ့အခါမှာဒီကျေဦးကိုကျွန်တော်တို့Easter ပါငယ်ရောကတော့ကျွန်တော်တို့ဆိုတော့အများအားလုံးတယ် Easter နေ့ Sunday school ယူတော့ဆိုEaster နေ့ကျုပ်ခမရမလို့ရတယ်ကျွန်တော်ဒီလိုရတယ်ကျွန်တော်ခုလိုဒီလိုပိတ်ဒီလိုကျော်ဒါမဲ့တကိကီရောမဟုတ်ဘူး Easter extra အခုမှကျွန်တော်ပူပြီးတော့ပေါ့ဆို Easter ဆိုတာဘာမှတက်မရှိတဲ့ဒီအကာကနေတက်ဖြစ်လာတဲ့ဟာကိုကျွန်တော်တို့စဉ်းစားဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ငယ်တော့က Sunday school ဘာတော့ရွာမှာတခြားနေရာမှာလည်းလောက်လို့ကျွန်တော်တို့တောက်ကြနဲ့ကျွန်တော်တို့တောက်ကြနေဆိုတော်တော်များကျွန်တော်ဒီရွာเจ้าမှာအကြောင်းတက်ဖို့ဆရာတို့လေးပြန်တယ်ရွာမှာမနေဘူးလေဘယ်တော့ပြန်တယ်ကျွန်တော်လည်းပေါ့အယားငါရှာချင်တာငါနည်းနည်းတက်အရှာတက်ကစားတော့ငါလည်းပေါ်တော့အရင်ရှာချင်တာတချို့ဆိုကျွန်တော်တို့နေရာတော့ဆိုတောက်ကြနေကြီးရောက်ပြီဆိုငါပေးမရှာဘယ်သွားကြလဲဆိုဘယ်ပတ်မှမတော်ဘူးတောက်ကြညနေပိုင်းရောက်ပြီဆိုဒီအိမ်ထောင်ရှင်နဲ့လူကြီးပိုင်းကဖျက်ကြောက်ကုန်သွားတယ်တောက်ကြညကနေတနေ့ကနေတက်စားရှောက်တယ်ရီနွေးတစ်ခုပဲတောက်တယ်ဆိုကျွန်တော်တို့လူငယ်ဘဝမှာတော်တော်ပါလိုက်တယ်ရီနွေးတစ်ခုပဲတောက်တယ်ပထမဟိုတောက်ကြညနေညဟိုဖျက်ကြောက်တော့အဲ့ရပါသမီးစားမယ်သမီးစားလိပူစားလိပဲဒါပေမဲ့အဲ့မှာရောက်တော့တဲ့ခါမှာဒီမနေ့ပိုင်းtí ra ya sa ra na me di tinang ka nene hwa aya la da ka bai sa ma chunu ro ku yu sa a so ra ga lu pyo so ba lo ti lu nge bwa yaw da ka ma taw cha ni ji yaw bi so ayan pyo la ba se di pyo la so ho ma asa sha bu su tong phu twa la de ai the ma pa win chi ko ka chunu ro ho le lo ma ka pa nai de so re hwa sei ka shi a lo shi ro a lo twa cha lu nge le twa chaဆိုတော့တခြားလူတွေလည်းဘယ်မှမတော်အိမ်မှာနေဟောပေါ့သူတွေအမျိုးသမီးကလေးရှိတဲ့အမျိုးသမီးဆိုတော့တော်နိုင်ဒါပေမဲ့ကျွန်တော်တို့ရွာကဟိုအင်ချီ60လောက်ရှိတော့မလုံးဝမရှိတဲ့အောင်တော့ဖျက်ချောင်းပြီးတယ်ကိုအိမ်နဲ့ကိုကျွန်တော်ဟောဘက်မှာနည်းနည်း6လောက်ဆောင်နေတော့ဖျာကလေးနဲ့အဲ့လိုဖျက်ချောင်းဘက်မှာအိတ်တယ်လေလူယောက်ျားတွေပုံများတော့မျိုးသမီးတွေကျတော့ဖျက်ချောင်းဘက်မှာဆင်းပြီးဒါပေမဲ့တချို့မျိုးသမီးတွေပေါ့အိတ်ကြပါတယ်အရင်ပြောတယ်ဆိုတော့တနေ့ကြီးရပြီဆိုပြောနေတာအဲ့မျိုးထက်မှာပါဝင်တယ်ဆိုတော့ဒါလေဟိုဘယ်လိုပြောမလဲအခုမှပြန်စစ်တော့ order လဲကျွန်တော်တို့ဘဝမှာဒီခရီးဖြစ်ကြောင်းကိုကျွန်တော်တို့ကိုယ်တိုင်ပါဝင်တဲ့အချက်အရာတစ်ခုဆိုတော့အရင်ကိုရှိပျော်ခဲ့တယ်နောက်ပြီးတော့ Easter ရနှစ်တာရကိုလည်းဟိုပို့ဒါပေမဲ့အခုချိန်မှာအဲ့ဒါတော့မရှိတော့ဘယ်ချိန်မှာပျောက်လို့ဆိုဒီ1900နဲ့98နောက်ပိုင်းကျတော့ဒီပလဝါနဲ့နေတော့ကျွန်တော်ရောက်လဲပလဝါနေတော့တနေ့ကနေနေစီလိုင်းဆက်လေးကဟိုကနေမနဲ့ဆိုရင်ပလဝါကိုလာပို့တာတနေ့ကနေနေရောက်ပြီးဆိုရင်ဖျက်ချုပ်မှလူမရှိဟလောင်းပြမဆက်လေးပေါ်မှာလူများနေတာအဲ့ကြောင့်လို့တချို့ပါစတာတွေဘာပြောဆိုဖျက်ချုပ်မှမရှိတော့ဆက်လေးထပ်မဖျက်ရှိတော့မှအဲ့လိုင်းဆက်လေးပေါ့မနေ့ညနေမနေ့ဟိုလာဆိုခုနနာစီပို့တယ်ပလောက်မှာ9နိုင်လာရဆိုညနေ3နာရီပြန်လာပြီဖះကြောင့်ဟိုအဆက်လေးထမှာကျွန်တော်တရားဟောတော့ဟိုမှာဖះရှိခိုးအဲ့လိုမျိုးဆိုတော့ပြောချင်တာက
Easter လို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီဘောကိုကျွန်တော်တို့ဒီ Easter egg ပေါ့ Easter egg ရဲ့ဘဝလို့ဖြစ်ဖို့ကောင်းတယ်ဘဝလို့ Easter ဆိုတော့ကျွန်တော်တို့ကကိုကြီးကဘာမှတော့မဟုတ်ဒါပေမဲ့အထက်မှာတခင်ဖြစ်တော့ရှိတယ် live ရှိတယ်ဆိုတော့ကျွန်တော်မေးလို့တယ်ဒါပေမဲ့ဒီမေးလို့တဲ့အခါမှာကျွန်တော်တို့ဘဝကဘာလို့ကျုံနဲ့ဒီဘာမှအတိတ်မရှိတဲ့ကျုံလို့ဖြစ်သွားတကယ်ကျုံကိုတည်သွားတော့ခရီးရမောက်တယ်ဆိုတော့အဲ့ဒါအမှန်အခုပြန်စဉ်းစားတော့ဟိုတော့ခရီးရဒီအရန်ကိုဝิญဉ်ဖက်မှာအခုနောက်ပိုင်းကျတော့လူတွေကပျက်စီးတာလားကဘာကြီးပဲပျက်စီးတာလားဖြစ်တော့ဆိုဒီဟာတည်းပြပြပြောအမေကျွန်တော်တို့ဘဝတက်တာလို့အဲ့ဒါကဒီ Easter ကျုပ်ကိုဝင်ရတယ်ဆိုတော့ symbol of life there are new ဒီရင်းကတတ်အတိတ်တကကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့ဘာပြောင်းကောင်းတဲ့ဘက်ကိုဘယ်လိုပြောင်းလဲစေလဲဘယ်လိုတည်ဆောက်လဲကောင်းတဲ့ဒီအဝါရမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုစကကြမ်းဆိုတာပေါ့ကျွန်တော်တို့အတရကဒီအဲ့ဟော base လို့တင်တယ်ဆိုတော့ပေါ်ပြချင်တယ်နောက်တစ်ခုကလည်းကျွန်တော်တို့အင်္ဂလိပ်ကမှာကြောတော့ရှိသေးတယ် Easter နေ့ရောက်ပြီဆိုရင်အမှုတော်ဆောင်အများကြီးလက်ဆောင်ရတာအများကြီးလက်ဆောင်ဒီနေ့ရရတယ်ဟိုလူရောမလားလူရဲ့လူသားတရားနဲ့စဉ်းစားဒါလေးဟိုဒီအမှုတော်ဆောင်ပူဇော်ရဆိုတော့ပျော်စရာကြီးနေပေါ့ပျော်စရာကြီးနေပေါ့အမှုတော်ဆောင်အများကြီးဝလုံတွေကျွန်တော်ဆိုဝလုံတွေဝလုံကနှစ်ထည့်သုံးထည့်လို့ရတယ်ဝါရှာမလို့ဆိုင်အိတ်တွေတချို့မိတချို့ဒီအမှုတော်ဆောင်နာမည်နဲ့နာမည်ရတာဆိုင်အိတ်ကအနည်းဆုံးကအိတ်ထက်ကြော်ရတယ်သူများကတော့ပြီးနိုင်တယ်အဲ့လိုမျိုးရှိဆိုတော့ပြောချင်တာခုချိန်မှာဒီဟာတွေကဟိုတဖြည်းဖြည်းနဲ့ရောလာတဲ့အခါဒီ Easter ရဲ့ tradition ဒီ Easter ရဲ့ဟိုကဘယ်လိုပြောအနှစ်သာရကနည်းနည်းပြောင်းဟိုတော့ကကျွန်တော်တို့ Easter ကျူရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းဖော်ဆောင်နေတယ်ဒီနေ့ချိန်မှာမရှိခဲ့ဘူးဆိုတော့ကျွန်တော်အတင်းတော့တွင်းပါရောကျွန်တော်တို့အတင်းတော့တွင်းပါနာအရင်တကယ် Easter egg represent a gift of new life ကျွန်တော်တို့ဒီ new life ကိုခံစားမှကျွန်တော်ချိန်မှာရတဲ့မှာမဟုတ်ဘူးတိတော့တတ်ဆိုသူများကိုပြောင်းလဲစေအကောင့်ဘက်ကိုကျွန်တော်ပြောင်းလဲစေမိမိကိုယ်တိုင်ရဲ့ပေါင်းမှုနဲ့သူများကိုပြောင်းလဲနိုင်အဲ့ဒါကိုကျွန်တော်ဖော်ဆောင်ဒီ sharing လုပ်တာဖြစ်ပါတယ်ဆိုတာဒါ Easter ရဲ့ဟောပေါ့ Easter ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ Korean tradition မှာ sharing Easter embodies the spirit of life အမှကျွန်တော် rebirth မဟုတ်ပါဘူး idea renew ကိုပြောချင်တာဖြစ်ပါတယ် spirit ဒီအတိတ်တတ်ကိုရပြီးတဲ့အခါကျွန်တော်တို့ကိုယ်တိုင်၌ကကျွန်တော်တို့နဲ့အတူတူဘာကိုဘယ်လိုပြောင်းလဲစေလဲဆိုတာကိုကျွန်တော်တို့စဉ်းစားဖို့ဒီညဝေချင်းဖြစ်ပါတယ်ခရီးရန်တွေဒီယူEaster egg ဟုတ်ပါဒါကခုနကကျွန်တော်ကိုယ်ဆောင်တော့ပြောဒီဖတ်တော်တဲ့ချက်တဲ့မှာမကတလာမာရီကျွန်တော်ရန်တော့ကြားမကတလာမာရီက prostitute ဟုတ်တယ်နော်ဆရာပြစ်ဒစာမှာဒါမှတခင်ကတော့နဲ့တွေ့တဲ့ခါမှာတခင်ဒီနောက်လာရမှာသူရဲ့သူတို့စမှာတိုင်လို့ဆိုတာအင်မတန်မှတန်ဖိုးရှိတယ်အဲ့ဟာရှိတာနဲ့တခင်သူရောဟာလည်းဒီ line မှာသူရဲ့စပင်းနဲ့တခင်ကတော့ရဲ့ခြေတော့ကိုတုပ်ပြီးအဲ့ခါမှာဒီပါရီရှယ်ရကျန်တဲ့ပုဂ္ဂိုလ်ကတခင်ကတော့ဟိုပြစ်ဒစာမှာလည်းမပေါင်းတယ်ဆိုအဲ့မျိုးတို့ပြီးမကလာပါနဲ့ဆိုအစ္စလာမ်နဲ့မဖျက်တဲ့ကိုတွေ့တဲ့သူအမျိုးသမီးဖြစ်နေတာပြောချင်တာကတခင်ကတော့ကိုတွေ့ပြီးတဲ့နောက်တော့သူ့ဘဝတက်ကပြောင်းသွားတယ်နောက်ဆုံးအမျိုးသမီးအားကိုရဆိုစိတ်ချရဆိုတော့သူပါသွားတယ်ဆိုတော့သူအဖြစ်မကဒလာမာရီကိုကြည်ပြီးမှလူတွေကအများကြီးပြောင်းလဲသွားတယ်ဆိုတော့မကောင်းတဲ့မိန်းမကမယ်တန်ဖိုးရှိတဲ့မိန်းမဖြစ်သွားတယ် Easter ကတာ Easter ရဲ့ပြကတာဆိုမာရီလာအများကြီးရှိပါတယ်မှာဒါပေမဲ့ဒီကမကကျွန်တော်ကြောက်တာဖက်တဲ့ကမှာ
esta ရောက်တဲ့မရောက်တဲ့ဒီမကဒလာမာရီရဲ့နာမည်မပိုင်ဘူးပြီးဆိုတော့ဗာလေသူဘောကနောက်တိုင်းဟိုသူ့ရဲ့မကောင်းတဲ့အတ္တကိုဆိုမ renewal တိတတတာကိုပြောင်းနေတာတိတတတာအဖြစ်သူတဘာကို6တီးပြီးဒါကြောင့်မလို့တမချစားတယ်မှာတပေါ်ရှိစောမှုသူမိကမခါတလာမာရီဖြစ်သွားတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ဒီမှာပြောချင် it's like itself as a powerful symbol of new life မကဒလာရဲ့မာရီရဲ့လူကဆရာပြောဒီကခုနဆရာပြောတော့လေ power ရှိတယ် new life အဲ့ဒါကကျွန်တော်တို့ foster transformation that leads a healthy environment and more caring society ကျွန်တော်တို့တာကိုပိုတော့အကျိုးပြုနိုင်တဲ့ဘောတတာဖြစ်ကြောင်းဖြစ်ပါတယ်ဆိုတော့ကိုနည်းနည်းဟိုအများကြီးနဲ့နေကောင်းချုပ်ပါတယ်